အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ကောင်းချင်းမောင်လေးစားကျင်လာတာနဲ့ကိုရန်ပေါင်းစားပြလို့လုံးနည်းလေးကိုပြန်လည်မျှဝေပေးတာပဲဖြစ်ပါတယ်ရှင်ဒီနေ့လေးဟာဆိုရင်ပြင်အကောင်ကြတတ်တာပြီးပါဝင်ပစ္စည်းနည်းနည်းလေးနဲ့လောက်ရတာလည်းအရန်ကိုမှလွယ်ကူရွှေရှင်လို့လှုပ်ရှားကြည့်ကြပါအောင်ရှင်ပထမဦးဆုံးကောင်းချင်းမောင်ပြုလုပ်ရန်အတွက်ကောင်းချင်းဆန်လေးတွေကိုတန့်စင်အောင်စေကြောပြီးတညအိတ်ခန့်ရေးစိမ်ပြထားလိုက်ပါမယ်ရှင်ပြီးရင်တော့ပေါင်းမဲ့ဥပေါ်တင်ပြီးလေဝင်လေးထွက်ကအခုလိုပုံစံမျိုးလေးလှုပ်ထားပေးလိုက်ပါမယ်ရှင်ကောင်းချင်းဆန်လေးတွေလည်းပေါင်းထားတာမိနစ်20ခန်းရှိပြီဆိုတော့အပေါ်အောက်လန်ပြီးရေလေးတောက်ထားပေးလိုက်ပါမယ်ရှင်ဒီနေရာမှာအရေးကြီးတာကမိနစ်20ပြည့်တိုင်းအထက်အောက်လန်ပြီးရေနဲ့ငယ်တောက်ထားပေးရပါမယ်ရှင်အခုလိုပုံစံမျိုးလေးအတိုင်းတနားခွဲခန့်ပေါင်းသွားပေးရင်တော့ရပါပြီရှင်ကောင်းချင်းမောင်းလေးတွေလည်းရကနေပြီဆိုတော့ပဲပေါင်းလေးတွေကိုထည့်ပြီး9မိနစ်ခန့်ပေါင်းသွားပေးလိုက်ပါမယ်ရှင်နိုင်ငံခြားမှာဆိုတော့ပဲပေါင်းကဝယ်ရခက်လို့ ready made ဘူးလေးတွေကိုပဲထည့်ပြီးအသုံးပြုပေးထားပါတယ်ရှင်ကောင်းချင်းမောင်းနဲ့တွဲစားရန်အတွက်စားနှမ်းတို့ကိုညက်နေအောင်ထောင်းထားပြီးမီးအေးလေးနဲ့ရဲလာတဲ့အထိလှော်သွားပေးလိုက်ပါမယ်ရှင်ကဲအခုဆိုရင်တော့ပူပူနွေးနွေးလေးနဲ့ရတာရှိပြီးအရန်ကိုမှစားလို့ကောင်းတဲ့ကောင်းချင်းမောင်းလေးစားလို့ရပါပြီရှင်ဗီဒီယိုလေးကိုအစဆုံးကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ရတာရှိတဲ့စက်တောက်ဖွယ်ရာတွေကိုတက်ဆက်ပေးသွားမှာဖြစ်လို့ပေးလေးကိုလည်း like and follow လေးလုပ်ပေးသွားကြပါအောင်ရှင်